ကျွန်တော် SMC Master Program ရဲ့အဓိကကျွန်တော်အသုံးပြုမဲ့ PY 3ခုတွေမှာဒါနောက်ဆုံး PY ဖြစ်တဲ့ breaker block ကြောင့်ကိုဒီနေ့ knowledge sharing အနေနဲ့လုပ်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ XA ပါကျွန်တော်အရှိရ video မှာ aura block တွေကိုဒီဒီကြကြဘယ်လိုသတ်မှတ်မလဲပြီးတော့ဘယ် aura block တွေက strong ဖြစ်ပြီးတော့ဘယ် aura block တွေက weak ဖြစ်လဲဆိုတာကိုဒီဒီကြကြကျွန်တော်ရှင်းပြပြီးသွားပြီဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ဆိုကြပါတော့ဗျာကျွန်တော် bullish market မှာနော် bullish market မှာကျွန်တော်တို့ကပြန်ပြီးတော့ဝယ်မယ်ပေါ့နော်ကျွန်တော် buy zone အနေနဲ့ကျွန်တော်တတ်မှတ်လိုက်တဲ့ aura block တစ်ခုရှိလိုက်မယ်ဆိုတော့ဒါမျိုးပေါ့နော်ဆိုတော့ aura block တစ်ခုရှိရင်အကယ်၍ဒါ price ကကျွန်တော်ရဲ့ market prediction လုပ်တဲ့အခါမှာ price ကဒီ POI ကိုဒီ aura block ကိုရောက်လာတယ်ဆိုရင်ကျွန်တော်တို့က confirmation စောင့်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ buy မှာဒါပေမဲ့level တစ်ခုရောက်လို့ price ကသူတက်တင်တက်ထိုက်တဲ့နေရာရောက်လာလို့ပြန်ပြီးတော့ volume ကြီးကြီးနဲ့ drop လာတဲ့အခါမှာကျွန်တော်တို့ခုနကတတ်မှတ်ခဲ့တဲ့ aura block ကို break သွားတယ်ပေါ့နော်ဒါမျိုး break သွားတဲ့အခါမှာကျွန်တော်တို့အတွက်နောက်ထပ် P1 တခုတတ်မှတ်လို့ရတာကဘာလဲဆိုတော့အရှိမတတ်မှတ်ခဲ့တဲ့ aura block ကို break သွားတဲ့နေရာကိုကျွန်တော်တို့က breaker block အနေနဲ့ကျွန်တော်တတ်မှတ်တယ်နော်ဆိုတော့ဒါကကြတော့ bearish breaker block ပေါ့ဗျာဆိုတော့ price ကကျွန်တော်တတ်မှတ်ခဲ့တဲ့ aura block ကို level တစ်ခုရောက်လို့ဆိုကြပါလို့ continuation ထပ်ပြီးတော့ bullish ထပ်မ run နိုင်တဲ့အခါမှာကျွန်တော်တတ်မှတ်ခဲ့တဲ့ aura block ကို break သွားတဲ့အခါမှာဒီ aura block ကဘာဖြစ်သွားလဲဆိုတော့ breaker block ဖြစ်သွားတယ်နော်ဆိုတော့ price ကဒီ breaker block ကိုရောက်လာတဲ့အခါမှာ reaction ကောင်းနေဆိုရင်ကျွန်တော်တို့ကပြန်ပြီးတော့ short position reversal ပြန်ပြီးတော့လိုက်လို့ရတယ်ပေါ့နော်ဆိုတော့တခါတလေမှာရှိတတ်တယ်ကျွန်တော် PY 3ခုလုံးမှာ fair value gap or block breaker block 3ခုလုံးမှာဘယ်ကောင်တွေက strong ဖြစ်တယ်ဘယ်ကောင်တွေက weak ဖြစ်တယ်ဆိုတာကိုကျွန်တော်သိချာရှင်းပြထားတယ်ဒါပေမဲ့တခါတလေမှာ price က weak ဖြစ်တဲ့ aura block တွေကနေပြီးတော့တကယ်ကို aggressive drop သွားတာတွေရှိတယ် aggressive move သွားတာတွေရှိတယ်ဆိုတော့ဘယ်လို PY မဲဖြစ်နေပါစေကျွန်တော်တို့က market reaction ကောင်းနေဆိုရင်ကျွန်တော်ဒီနေရာမှာ confirmation စောင့်ပြီးတော့ဝင်လို့ရတယ်နော် entry ယူလို့ရတယ်အဓိကကျွန်တော်က market reaction ပေါ့နော်market reaction ကဘယ်လိုလာလဲဒီ POI တခုကဘယ်လောက် strong ဖြစ်လဲတကယ် HNI နေတကယ် volume ကြီးကြီးနဲ့ movement ကောင်တွေကဒီ POI နီးကနေပြီးတော့ move သွားတာလားဆိုတာကိုကျွန်တော်တို့က check ကပြောနေရပေါ့နော်ဆိုတော့check ရဲ့ POI ကိုဒီ reaction ကဘယ်လိုနေသားရှိလဲပုံမှာမူတည်ပြီးတော့ကျွန်တော်တို့က entry ဝင်ရမှာဖြစ်တယ်ဆိုတော့ပြောချင်တာကဘယ်ကောင်ကဘလောက်ပဲ strong ဖြစ်နေပါစေဘယ်ကောင်ကဘလောက်ပဲ weak ဖြစ်နေပါစေတကယ် reaction ပြတဲ့ aura block ကနေပြီးတော့ကျွန်တော်တို့ကအယောင်းဝယ်လောက်ကမှာဖြစ်တယ်ကျွန်တော်ဒီနေ့ရှင်းပြသွားတဲ့ breaker block ကမခက်ဘူးကျွန်တော်တတ်မှတ်ခဲ့တဲ့ aura block ကို break သွားတဲ့အခါမှာ breaker block ဖြစ်သွားတယ်เนาะဆိုတော့ဒါကကျတော့ bearish breaker block ဖြစ်တယ် bullish breaker block ကကျတော့ဒီကောင်ရဲ့ပြောင်းပြန်ပေါ့နော်ဆိုတော့ဒါဆိုရင်ကျွန်တော် SMC Master course ရဲ့ PY 3ခုလုံးအကုန်လုံးကို overall ပြောပြီးသွားပြီပေါ့နော်ဆိုတော့နောက်တဲ့ video တွေမှာကတော့ breakout structure ကဘာလဲchange shot character ဘာလဲဆိုတာကို theory ကြကြ narration sharing လုပ်ပြီးတော့မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ Excel ပါကျွန်တော်အခု sharing လုပ်ပြီးရဲ့ SMC Master Program ရဲ့ video တွေကိုကျွန်တော်တူတူစီရဲ့ကြည့်လို့ရအောင်လို့Telegram မှာ channel လေးတစ်ခုလုပ်ပေးထားရပါတော့ဆိုတော့ဒီ channel မှာ video တွေတူတူစီရဲ့ကြည့်လို့ရမယ်ပြီးတော့ကျွန်တော်ဒီ SMC သမားအချင်းချင်းdiscussion လုပ်လို့ရတဲ့ channel လေးခွဲပေးထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်စီမှာ Moonbase နဲ့ Moonbase Plus ဆိုပြီးတော့ community နှစ်ခုရှိသေးတယ်ပေါ့နော်ဆိုတော့ Moonbase မှာတော့ကျွန်တော်ရဲ့ trade setup တွေကို recap လုပ်တာမျိုးတွေပြီးတော့ကျွန်တော်ဒီ live market မှာဝင်ခဲ့တဲ့ trade setup တွေကို sharing လုပ်ပေးတာမျိုးတွေနဲ့ knowledge sharing post တွေကိုရေးပေးနေပါတယ် Moonbase Plus ကတော့ကျွန်တော်ရဲ့ 101 premium membership program ဖြစ်ပြီးတော့ဒီ program အကြောင်းကိုအသေးသေးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ website ကနေပြီးတော့အသေးသေးလေ့လာလို့ရပါတယ်ပြီးတော့ကျွန်တော်သင်တန်းနေလည်းလာပြီးတော့တက်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာပြန်ဆုံတွေ့ကြတာပေါ့